မရိုက်ပါဘူးဆိုတဲ့လူထိုင်မယ်အော်ဘေးဖြစ်နိုင်မလဲဟာဆရာဘာဖြစ်လို့လဲအော်ဒီလောက်ဆိုးတဲ့ကလေးတွေအခုမထိုင်ဘူးမင်းတို့လေကဲတတိရှိထိုင်အော်မင်းတို့တွေတော်တော်လက်တန်ကြောင်နဲ့မိပါတယ်ပဲအော်ဘယ်သူမှမထိုင်ဘူးအော်ဟုတ်ကဲ့အဖိုးလေးရိုက်တယ်ပေါ့အဖေလေးရိုက်တယ်အော်ဆရာကရိုက်တယ်ပေါ့ကျွန်တော်ကတိတ်မရိုက်ဘူးအော်တိတ်မရိုက်ဘူးဒါပဲပြောတယ်နည်းနည်းပဲရိုက်တာနည်းနည်းသဘောတရားပဲသဘောတရားအော်ရိုက်တဲ့အချိန်မှာသဘောတရားဆိုရှိရပေါ့နော်အော်သဘောတရားကြီးပေါ့အော်သဘောတရားဟုတ်ကဲ့ပါကြားဖူးသွားပြီနော်ဆရာကဘယ်လိုလဲသဘောတရားလားဆရာရောသဘောတရားမဟုတ်ရိုက်တာကောင်းကောင်းရိုက်တာကောင်းကောင်းကိုရိုက်တာမလောက်တော့တဲ့ခါလေးရိုက်တာအိုးဟုတ်ကဲ့ရိုက်နီးမှာသဘောတရားရှိတယ်မလောက်သားလောက်အောင်ရှိတယ်ပြီးရင်ဆရာရောဘယ်လိုရိုက်တာလဲ10 ရက်လောက်ထအောင်ပေါ့နော်သူ့မှာမူကျင့်မကောင်းတာရှိရင်10 ရက်လောက်ထအောင်တိတိကျကျပြောပြတယ်ပေါ့နော်10 ရက်လောက်ထအောင်ဟုတ်10 ရက်လောက်ကြော်သွားတာမှဒီမူကျင့်ကိုထပ်ပြီးတော့လုပ်နေသေးတယ်ဟဲ့ဆိုရင်တော့သဘောတရားထဲမှာပါတာပေါ့နော်နည်းနည်းလေးဒီလိုမျိုးလုပ်တယ်ဟဲ့ဆိုရင်ဒီလိုမျိုးပဲရိုက်ခံရနိုင်တယ်ပေါ့နော်အဲ့လိုမျိုးလေးသိအောင်တော့လုပ်တယ်အစောပိုင်းမှာကတော့10 ရက်လောက်ထအောင်ကတော့သိခံတယ်သူ့ကိုလဲပြောတယ်ပေါ့နော်ဒီလိုလုပ်လို့မရဘူးတော့မရတော့10 ရက်လောက်ထအောင်သူ့ကိုတိတိကျကျရတဲ့နည်းနဲ့ပေါ့နော်ကိုတယောက်တည်းမဟုတ်ဘူးကြံတဲ့သူတွေပါပေါ့နော်ဒီပုံစံလေးနဲ့ဝိုင်းဝန်းပြီးတော့ပြောပေးကြပါဟိုဆရာမတို့ဆိုလည်းပြန်ပြောတယ်ဆရာမတို့မကောင်းတဲ့အမှုချင်းရှိတယ်ဆိုလည်းကျွန်တော်တို့ပြောပေးကျွန်တော်တို့လည်းမကောင်းတဲ့အမှုချင်းရှင်ဆရာမတို့ပြောပေးမယ်ဆရာမတို့လည်းဝိုင်းပြီးတော့ပြောပေးပါအောင်ပေါ့နော်အဲ့လိုဆရာမတွေလည်းဝိုင်းပြောတယ်ကျွန်တော်တို့လည်းပြောတယ်ပေါ့နော်ပြောရမှသူကတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်အကြိမ်ကြီးအများများလာတယ်ဆိုတော့မင်းဒီလိုမျိုးဆိုတော့အရိုက်တာမျိုးဟုတ်ကဲ့ဆရာမကတော့နော်ရိုက်ဆက်ချင်းမှာအကန့်တက်ရှိရပါနော်အစောပိုင်းမှာစိတ်ရှည်စွာနဲ့ဟုတ်ကဲ့ကန့်တက်တာကဲဒီကညီမလေးပြောကြည့်ပါဦးမင်းရဲ့ရိုက်ဆက်ချက်ရက်နှစ်ချက်ဘယ်လိုလဲဘယ်လိုရိုက်တာလဲတပြည့်ပြောပါဘယ်မေဘယ်လိုရိုက်တာလဲအပြစ်လုပ်တဲ့ခါမှာရိုက်တာအပြစ်လုပ်တယ်အော်ဟုတ်ကဲ့ကိုအပြစ်လုပ်တဲ့အချိန်ကြတော့ဘယ်သူရိုက်လဲအမေရိုက်တယ်အမေရိုက်တယ်အော်အခုအိမ်မှာလာရိုက်လားရိုက်တယ်အော်ဟုတ်ကဲ့ကဲနည်းနည်းနေကောကြာခုရိုက်လဲတော့ခုကြည့်ရတယ်ကဲတော့ခုကြည့်တယ်မစင်ခါကြည့်ရတယ်အော်ဟုတ်ကဲ့ဒါမလောက်သားလောက်အောင်ရိုက်တယ်တဲ့အော်မင်းတို့ရိုက်နေချက်အများကြီးပဲနော်ကဲဒီကအမရောညီမလေးရောဘယ်လိုရိုက်လဲဘယ်လိုရိုက်လဲအပြစ်လို့ရိုက်တယ်ကိုကကြတော့ရိုက်တယ်လို့မရှိဘူးဟုတ်ကဲ့ပါနော်အခုလိုမျိုးဆရာရောဘယ်လိုရိုက်လဲဆရာစိတ်မရှိလို့ပဲစိတ်မရှိချစ်စရာလေအော်စိတ်မရှိတယ်လို့ပဲပြေလို့ပြောလို့ဖြစ်ပြေမဖြစ်ရင်ရိုက်တော့တာပဲအော်ရှည်တဲ့အခါတော့မရိုက်ဘူးကောင်းလိုက်တာကွာသုံးပါလေမဟောင်းလို့ရိုက်တယ်ဟုတ်ကဲ့နော်ဒီဆရာတော့စိတ်မရှိဆရာစိတ်ရှည်ဖို့ဆုတောင်းပေးရမှာပေါ့နော်မိမဟုတ်ကဲ့ပါချစ်စရာ